ရန်ကုန်တိုင်းထဲမှာရှိရပေါ့နော်အားနဲ့စားတဲ့မြို့2မြို့ရှိရအဲ့ဘာမြို့တွေလဲဒီတိုင်းရန်ကုန်တိုင်းထဲမှာရှိရအားနဲ့စားတဲ့မြို့တွေနော်ရန်ကုန်တိုင်းထဲမှာအားနဲ့စားတဲ့မြို့နေဦးမင်္ဂလာပါပြီးတော့လေမေကွန်းလေးတွေမေးပြီးတော့ပြင်မှန်လို့ရှိရင်ပေါ့နော်စုကြည်1000ပေးမှာပေါ့အဲ့ဒါဖြည့်ကြည့်မလားရှင်ဘာရရမှာလဲဘာတွေမရမှာလဲဆိုတော့ဒါပေါ့ရန်ကုန်တိုင်းပေါ့နော်ရန်ကုန်တိုင်းထဲမှာရှိရအားနဲ့စားတဲ့မြို့တွေ2ခုရှိရအဲ့ဒါကို10မိနစ်အတွင်းပြင်လိုက်1000ရမယ်ချိန်မှတ်လိုက်မယ်နော်မလိုက်ပြီအားနဲ့စားတဲ့မြို့နယ်လေအဲ့ဒါတော့မသိဘူးဗျအမြို့နယ်ရှိရလေအဲ့ဒါဆိုခုစားဆိုရင်ဘာမြို့နယ်လဲအဲ့လိုမျိုးပါမြို့နယ်ရှိရအေးစင်ရဲ့အေးစင်ရဲ့ဘာလဲအင်းစိန်ရဲ့နာကြည့်အဲ့တခုပဲဒီစဉ်းစားကြည့်ပါဦးဒါ10စက္ကန့်လောက်နေသေးရဲ့အင်းစိန်ရဲ့ဟုတ်ချောင်းရရဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါပြီးတော့ရဲ့မိကွန်းလေးတွေမေးပြီးတော့မှအဖြေမှန်လို့ရှိရင်စုကြည့်ပေးတဲ့အစီအစဉ်လေးကိုပြုလုပ်မှာဖြစ်ပါတယ်ဒီစီစဉ်ကိုအဓိကစီစဉ်ပေးတဲ့လူကတော့တိုင်းချစ်ပြည်ကြီးအဖွဲ့ကကိုနေမျိုးဆက်ကနေမှစီစဉ်ပေးတာဖြစ်ပြီးတော့မှအလှရှင်ကတော့ပဲခူးကကိုတန်းစော်မိသားစုကနေမှလှူဒန်းပေးတာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းထဲမှာရှိရပေါ့နော်အားနဲ့စားတဲ့မြို့2မြို့ရှိရအဲ့ဘာမြို့တွေလဲဒီတိုင်းအားနေစားမြို့အားနဲ့စားတဲ့မြို့လေဟုတ်ကံရန်ကုန်တိုင်းထဲမှာပဲလေအားနဲ့စားမြို့နယ်အကြီးတွေလေတောင်ဥက္ကလာအဲ့လိုအဲ့လိုမျိုးပေါ့တောင်ဥက္ကလာမြောက်ကအဲ့လိုမြို့နယ်မျိုးပဲအားနဲ့စားတာပေါ့အစမအားနဲ့စားအားနေစားလေရန်ကုန်တိုင်းကလည်း49မြို့နယ်ရှိရဆိုပြီးအမြို့နယ်ထဲမှာအားနဲ့စားတဲ့မြို့နယ်ရောဟုတ်ကံလို့မပါဘူးလားမပါဘူးလေဥက္ကံကြတော့ဒီလိုဟိုပါနဲ့ဇက်ခိုင်ဆိုတဲ့မပြေနိုင်ဘူးမပြေနိုင်ဘူးတမင်းလေးပြေတော့ပါရှင်အကျေးဇူးပါရှင်ရန်ကုန်တိုင်းထဲမှာအားနဲ့စားတဲ့မြို့နယ်ဟာကြည့်ပါအင်းစိတ်နှစ်ခုရှိအားစားတော့အင်းစိတ်ရဲ့အင်းစိန်ရဲ့အလုံးရဲ့အဲ့တော့ဖြည့်မှန်ပါတယ်ရှင်ဒါ1000ပါကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီလိုရဲ့ရန်ကုန်တိုင်းထဲမှာအားနဲ့စားတဲ့မြို့2မြို့ရှိရဲ့2မြို့နယ်ပေါ့အားနဲ့စားတဲ့မြို့နယ်2မြို့နယ်ရှိအဲ့ဘာကြီးလဲရှင်ဟုတ်အနမြစားတဲ့မြို့နယ်တော့မသိဘူးအားနဲ့စားလေအေးလေအားနဲ့စားတာတော့မသိဘူးစဉ်းစားကြည့်ပါနဲ့စားတာတော့ဘာလို့သိတောင်ဝင်းနဲ့စားတော့တကုံတောင်တော့ပါတော့အားနဲ့စားတာမသိတော့ဘူးလားဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါရှင်ဟုတ်